အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဘုကောင်းပဲဖြစ်ပါတယ်โอเคဒီနေ့မှာတော့ကျွန်တော်ကငလင်းနေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကအချက်တွေကိုပြပြပေးသွားမယ်ဗျโอเคဒီနေ့မှာကျွန်တော်ငလင်းဖြစ်ပေါ်ရတဲ့အကြောင်းရင်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဗျဒီဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like share subscribe လုပ်ထားပေးဖို့ပြောပြသေးဗျโอเคဒါဆိုတော့ကျွန်တော်တို့ငလင်းဖြစ်ပေါ်ရတဲ့အကြောင်းရင်းတွေကိုပြပြမယ်နော်ငလင်းဖြစ်ပေါ်တာဟာပေါ့နော်တက်တွန်းချက်လွှာများလှုပ်ရှားမှုကပ္ပအပေါ်ရန်ပေါ့နော်ကြောက်လွှာခြင်းများလှုပ်ရှားမှုဆိုပြီးတော့မှခွဲထားပါတယ်ဗျဒီအခြားလွှာတွေမှာရွေးရှားတဲ့အခါမှာအပူချိန်တွေဖိအားတွေပေါ်တိုင်းမှုတွေနောက်တစ်ခါကျတော့စိုင်းအင်တွေစုပြီးတော့မှရုတ်တရက်ထုံးလင်းလိုက်တဲ့အခါမှာငလျင်ဖြစ်ပေါ်ပါတယ်နောက်တစ်ချက်ကျတော့မီးတောင်ပေါက်ကွဲမှုမီးတောင်လှုပ်ရှားမှုတွေပေါက်ကွဲမှုတွေကြောင့်လည်းငလျင်ဖြစ်နိုင်ပါတယ်နောက်တစ်ခါလှုပ်ဆောင်မှုတွေဒါကြတော့ human include လို့ခေါ်တဲ့လူတွေရဲ့လှုပ်ဆောင်ချက်တွေကြောင့်လည်းငလျင်တွေဖြစ်ပေါ်စေပါတယ်ဗျဘယ်လိုမျိုးတွေလူတွေလှုပ်ဆောင်ရင်ဖြစ်ငလျင်တွေဖြစ်ပေါ်တယ်လဲကန့်လန့်တာတမန်တွေတိဆောက်မယ်နောက်တစ်ခါကျတော့တတ်ထူတူဖို့ခြင်းဟာလည်းငလျင်ကိုပေါ့နော်ဒီနှစ်ခုကလည်းငလျင်ကိုဖြစ်ပေါ်စေပါတယ်ဗျနောက်တစ်ခါကျတော့ငလျင်ရဲ့အဓိကအစိပ်ပိုင်းပေါ့နော်ငလျင်ရဲ့အဓိကအစိပ်ပိုင်းငလျင်ဖြစ်တဲ့အဓိကနေရာတွေကဆိုရင်ပဟိုချစ်ပေါ့နော်ငလျင်ရဲ့အောက်ရှည်ပေါ့နော်မြေကြီးရဲ့အောက်ရှည်စတင်ဖြစ်ပေါ်ရအမှတ်ကတည်းနေပြီးတော့မှပဟိုအရှစ်မှာဆိုရင်ငလျင်တွေဟာဖြစ်ပေါ်ပါတယ်ဗျနောက်တစ်ခါကျတော့ဒီပေါ့နော်ငလျင်ပဟိုရဲ့အပြင်ဘက်ပဟိုတဲ့မှာရှိတဲ့နေရာတွေဟာဆိုလို့ရှိရင်ပေါ့နော်ငလျင်တန်ကိုအများဆုံးခံစားရလိမ့်ရှိပါတယ်ဗျโอเคဒီမှာနောက်တစ်ချက်ကျတော့ငလျင်တိုင်းတာနေပြပါမယ်shake scale လို့ခေါ်တဲ့ငလျင်မှပေါ့နော်ထွက်ပေါ်တဲ့စွမ်းအင်ဟာစွမ်းအင်ကိုပေါ့နော်3ညတည်းနေပြီးတော့မှ10အထိတိုင်းတာပါတယ်ခွန်ဒသမ3ညအထက်ပေါ့နော်ငလျင်နေများပြီဆိုလို့ရှင်เนาะငလျင်ကြီးလို့သတ်မှတ်ပါတယ်6ဒသမ9ရဲ့အောက်ကိုဆိုရင်เนาะငလျင်အသေးလို့သတ်မှတ်ပြီးတော့မှခွန်ဒသမ3ညရဲ့အထက်ကိုဆိုရင်เนาะငလျင်ကြီးလို့သတ်မှတ်ပါတယ်နောက်တစ်ခါကျတော့မာကာလီပီယာစကေပေါ့နော်ငလျင်ရဲ့ပစ္စည်းမှုကိုပေါ့နော်ရောမကဏ္ဍတဲ့ဒါမှမဟုတ်ရင်လေးဆိုပြီးတော့မှသတ်မှတ်ထားပါတယ်တက်ဆိုလို့ရှိရင်เนาะတိမ်မသိတာဘူးလေးဆိုရင်เนาะလုံးဝပစ္စည်းအထိတိုင်းတာပါတယ်ငလျင်ရဲ့အကျိုးဆက်တွေကဘာတွေလဲဆိုတော့ပေါ့နော်မြေပြင်တုန်ခါမှုပေါ့နော် growth shaking လို့ခေါ်တဲ့မြေပြင်တုန်ခါမှုတွေကြောင့်ဖြစ်ပေါ်ပါတယ်အစာအိုးတွေပြိုကျမယ်နောက်တစ်ခါလူသေဆုံးမှုများမယ်ပေါ့နော်ငလျင်တွေဖြစ်ပေါ်တဲ့အခါမှာပေါ့နော်နောက်တစ်ခါကျတော့ဆူနာမီသမုဒ္ဒရာကျမ်းပြင်မှာဖြစ်ပေါ်တဲ့လိုင်းလုံးကြီးတွေကလည်းဖြစ်ပေါ်နိုင်ပါတယ်နောက်တစ်ခါကျတော့မြေပြိုခြင်းတွေတောင်ကုန်းတောင်တန်းတွေပြိုကျကြမယ်ပေါ့နော်ဒီလိုမျိုးတွေဟာငလျင်ရဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်ဗျနောက်တော့ကျတော့ငလျင်ရဲ့အန္တရာယ်ကိုဘယ်လိုကောက်ခွဲမလဲငလျင်မှာလှုပ်နေစဉ်မှာပေါ့နော်ငလျင်လှုပ်နေစဉ်မှာထွင်မပြေးပဲနဲ့ခိုင်ခန့်တဲ့စပွဲအောက်တင်မှာခေါင်းကိုကာကွယ်ထားရမယ်နောက်တစ်ခါကျတော့ဓာတ်ငွေတွေမိဖို့တွေကိုပေးရမယ်နောက်တစ်ခါပြီးရင်ငလျင်ဖြစ်ပြီးနောက်မှာပြိုကျနိုင်တဲ့အဆောက်အအုံတွေနားမှာဝေးနေပေးရမယ်ပေါ့နော်နောက်တစ်ခါကျတော့ကမ္ဘာအထင်ရှားဆုံးငလျင်တွေကိုပြောပြပါမယ်ကမ္ဘာအထင်ရှားဆုံးငလျင်ဟာဆိုရင်နှစ်ခုပဲရှိပါတယ်ဒါကတော့2004ခုနှစ်ကအိန္ဒိယသမုဒ္ဒရာငလျင်နဲ့ပေါ့နော်ဆူနာမီကြောင့်လူ2သိန်းနဲ့မှ3000ခန့်ဟာတည်ဆုံးပြီးတော့မှာပေါ့နော်2017ခုနှစ်မှာတိုဟိုခုလို့ခေါ်တဲ့ငလျင်ပေါ့နော်ဂျပန်ငလျင်ပေါ့နော်အဲ့ဒါဆိုရင်နျူကလ িয়ার စစ်ရုံပစ္စည်းမှုလည်းဖြစ်သွားပါတယ်ဗျပေါ့နော်ငလျင်မဖြစ်ခင်မှာပေါ့နော်ကြိုတင်သိနိုင်မှုအတွက်ကိုသိပ္ပံနည်းပညာတွေမရှိသေးပါဘူးဒါပေမဲ့လည်းတလိษံတွေရဲ့ပြောင်းလဲမှုကိုကြည့်ပြီးတော့မှကမ္ဘာပညာရှင်တွေကလေ့လာနေကြပါတယ်ပေါ့နော်ကမ္ဘာပေါ်မှာတစ်နှစ်ကိုငလျင်ပေါင်းပေါ့နော်9သိန်းခန့်လှုပ်ပြီးတော့မှအဲ့ဒီထဲရတဲ့မှာ3သိန်းခန့်ကိုလူတွေကသိရှိကြပါတယ်ဗျပေါ့နော်ငလျင်ဟာဆိုလို့ရှိရင်ကမ္ဘာပေါ်မှာဘယ်သိပ္ပံပညာရှင်ကမှတိတိကျကျပေါ့နော်တွက်ချက်လို့မရတဲ့အတွက်ကြောင့်မို့ကြောင့်ပေါ့နော်
မိဘပြည်သူညီကိုမောင်နှမများအနေနဲ့ပေါ့နော်အိမ်အစာဟိုးတော့မှနေမယ်ဆိုလို့ရှိရင်ပေါ့နော်ငလင်းလောက်တဲ့အခါမှာပေါ်ပေါ်ရောပေါ်ပေါ်ဆဆမနေကြဘူးပြောပြစီဗျအားလုံးကိုကျေးဇူးတင်ပါတယ်